สวัสดีครับผมมีนตากลับมาพบพวกคุณอีกแล้วนะครับเอพิโซดนี้ผมจะพูดถึงคีย์เวิร์ดข้อ 5 ในการเรียนรู้ภาษาไทยระยะเริ่มต้นမင်္ဂလာပါခင်ဗျာကျွန်တော်မင်းတာပါတကယ်ချင်းမိတ်ဆွေတွေပြန်ဆောင်ကြပြန်ပြီအခု episode မှာနံပါတ်5 keyword အစီအစဉ်တွေကိုထိုင်းလေ့လာဖို့အတွက်အစီအစဉ်ပြင်ဆင်ထားပြီးဖြစ်ပါတယ်ကျွန်တော်ကိုထိုင်းလိုလေးပြောမယ်ပြုပါฟังภาษาไทยทุกวันฟังพอดแคสต์ภาษาไทยထိုင်းစကားကိုနေ့တိုင်းနားထောင်ပါထိုင်းဘော်ကာပြောတာကိုနားထောင်ပါဥပမာထိုင်းဘော်ကာတွေပြောတဲ့အလွယ်တကူလေးတွေရွေးချယ်ပြီးတော့ကြည့်ပြီးနားထောင်ပါดูละครดูหนังหรือ YouTube พร้อมคำบรรยายထိုင်းစကားတွေကြည့်ပါထိုင်းရုပ်ရှင်တွေကိုကြည့်ပါသို့မဟုတ် YouTube မှာစာတန်းထိုးတွေပါတဲ့ဗီဒီယိုတွေကရွေးချယ်ကြည့်တင်ပါတယ်ခင်ဗျာฟังข่าวหรือเพลงไทยช่วยให้เข้าใจสำเนียงภาษาไทยและคำศัพท์ใหม่ๆထိုင်းသတင်းတွေကိုကြည့်ပါထိုင်းသီချင်းများကိုနားထောင်ကြည့်ပြီးလေယူလေသိမ်းနဲ့ဝါကြများပြီးတော့စာလုံးအသစ်များတွေကိုလည်းပဲနားလည်ရန်အထောက်အကူဖြစ်စေပါတယ်ခင်ဗျာဒီလိုလေးကိုအမြဲစဉ်ဆက်မပြတ်ကျွန်တော်တို့လေ့လာသင်ယူသွားမယ်ဆိုရင်ဖန်ချက်ညီတဲ့ဘာသာစကားတစ်ခုကိုပိုင်နိုင်နဲ့ပြောဆိုလာနိုင်ပြီးဒါအပြင်အရန်စင်ပြေလာနိုင်တဲ့မိခင်ဘာသာစကားအနည်းနည်းကိုပဲပြောဆိုပြဖြစ်ပါတယ်နော်การเรียนรู้เป็นอิสรภาพของชีวิตသင်ယူခြင်းသည်ဘဝဤလွတ်လပ်မှုအကြောင်းရင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်မင်းတာပါ